တော့ခင်းနေနေပြည့်ချက်လေးချက်ပြမှာဖြစ်ပါတယ်။ပဝန်းတဲ့ပစ္စည်းလေးတွေကတော့ကျွတ်သွန်ဖြူပစွန်ကြောက်စိမ့်စားငပိခင်းညင်သီးလေးနဲ့နာမည်လေးနည်းနည်းလေးထည့်ထားပါတယ်။စပြီးတော့ချက်ပါမယ်။စီးလေးနည်းနည်းလေးများလေးထည့်ပါတယ်နော်။ကျွတ်သွန်လေးစီတက်မယ်။ကျွတ်သွန်လေးစီတက်ကျွတ်သွန်လေးနည်းနည်းမှွေပြီးပါပြီဆိုရင်ကျွတ်သွန်ဖြူလေးထပ်ထည့်မယ်။ပပလှီးထားတဲ့ကျွတ်သွန်ဖြူလေးကိုထည့်ပါမယ်။ထပ်ပြီးတော့နည်းနည်းလေးလှိမ့်ပေးမယ်။နည်းနည်းလေးကျွတ်လိုက်စနွှဲမှုလေးနည်းနည်းလေးထပ်ထည့်မယ်ထပ်ထည့်ပြီးတော့နည်းနည်းလေးထပ်လိမ့်ပေးပါမယ်နော်နည်းနည်းလေးဖွင့်ပြီးပြီဆိုရင်စိမ့်စားငပိလေးကိုထည့်လိုက်မယ်ငပိလေးကိုရောင်းမလေးနဲ့ထိုးချီပြီးတော့မှွေပေးမယ်နော်ကျက်သွန်နီနဲ့ကျက်သွန်ပြူစီတက်နေတဲ့အချိန်မှာထည့်တဲ့အတွက်ကြောင့်မလို့ငပိနဲ့မနန်းတော့ပါဘူးနော်ဒီတိမှုအစိမ့်မှုလေးကဆက်တာကိုထည့်ထားပါတယ်အဲ့တော့ဒီရဲနေနေငပိချက်လေးမှာအဆက်ပါပြီးသားဖြစ်ပါတယ်နည်းနည်းလေးမှွေပြီးသွားပြီဆိုတာနဲ့အစိမ်းနဲ့ပျောက်သွားပြီဒီမှုအစိမ်းမှုန်နဲ့ပျောက်သွားပြီဆိုရင်ခင်းနေလေးကိုထည့်လိုက်ပါမယ်ခင်းနေလေးကိုလည်းအဲ့လိုပဲနန်းနေအောင်လို့ထိုးချီပြီးတော့မှွေပေးပါမယ်မှွေပြီးရင်ဘွန်ကြောက်ကလေးထည့်ပါမယ်ဘွန်ကြောက်လေးလည်းအဲ့လိုပဲလှိမ့်ပြီးတော့ထပ်ပြီးတော့လှိမ့်ပါမယ်ပြီးရင်စားနဲ့ချုံမှုလေးထည့်မယ်ငြင်းပြီးစိမ့်လေးတွေကိုတော့ချမ်းပြီးတော့ထည့်ခြင်းနဲ့တူပဲထည့်လို့ရတယ်ကိုကတော့အဆက်ပါပြီးသားဆိုတော့အတောက်လိုက်လေးပဲထည့်လိုက်ပါတယ်ခင်းကြီးလေးတွေလည်းဣသွားပြီဆိုရင်နန်းမင်းလေးအပေါ်ကနေအုပ်လိုက်ပါမယ်